ဒါဥပရဲ့အရှိတ်ကမ်းပါဗောနော်သူများတွေကအမတ်တရားလေးတွေကိုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးရေးတယ်ကိုသမီးစားအကြောင်းအရာလေးရေးတယ်ကိုကလည်းအမတ်တရားလေးပြောတော့ချိတ်လေးနဲ့ရေးခဲ့တယ်ဗောနော်မှတ်တမ်းအနေနဲ့ဗာရေးခဲ့လဲဆိုတော့အောင်ရဲကျော်ရီးစားရတဲ့တနေ့တလောကလုံးကိုမောက်မာမယ်22ရက်10လ2025တလောကလုံးမောက်မာမယ်ဆိုတဲ့စာကိုရေးခဲ့ပြီဒီမှာတော့နဲ့ချိတ်ဆွဲခဲ့လိုက်မယ်နော်ဥပရှိတ်ကမ်းရောက်လို့ရှိရင်ဒီမှာလာပြီးတော့ကြည့်လိုက်တေချာချိတ်ခဲ့နော်တေချာကြည့်အောင်ရဲကျော်ရီးစားရတဲ့နေ့တလောကလုံးကိုမောက်မာမယ်မောက်မာဘူးအခုစူးစမ်းလိုက်အောင်ဒါလေးကတော့ကျွန်တော်သွားခဲ့တာပေါ့နော်ဥပိန်တရားရဲ့အရှိထိတ်ပေါ့နော်ဥပိန်ရောက်လို့ရှိရင်မဖြစ်မနေသွားတဲ့နေရာတွေကတစ်ခုလေးပေါ့အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်ဥပိန်တရားအရှိထိတ်မှာပေါ့နော်တောင်တမန်သစ္စာပညာအတွင်းမှာတရှိတယ်တောင်တမန်အင်းနဲ့ဥပိန်တရားကိုတတ်သိထားပြီးသစ္စာဆိုမယ်ဆိုတော့အမရိယာကြီးရှိကြမယ်ဆိုတော့ဒါလေးကအမတ်တရနေရာလေးတစ်ခုပေါ့နော်အဲ့မှာရှုခင်းဆိုလို့ရှိရင်လည်းမနက်ခင်းပိုင်းနဲ့ညနေပိုင်းဆိုအရန်ကိုလာပေါ့နော်ကျွန်တော်တို့ကျွန်တော်ရန်နာဘုံတက္ကသိုလ်နဲ့လည်းနီးတယ်မန္တလေးအိုက်ကွန်နဲ့လည်းနီးတော့ကျွန်တော်ပေါ့နော်ညနေဆိုလို့ရှိရင်အရန်လူစီတယ်မနက်ဆိုလည်းလူစီတယ်ပေါ့နော်အဲ့မှာကျွန်တော်ပင်လေဓမြတွေကအစာလုံးဝရှိရပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်တခုကောင်းတာကအဲ့ဒီစာသားလေးကလေသူကတစ်သားပြားလေးနဲ့လှုပ်ထားပြီးတာတစ်သားပြားလေးနဲ့လှုပ်ထားပြီးတာကိုမှကိုရောက်တဲ့အချိန်အခါကျမှစာရွက်ပေါ်မှာချရေးထားသူတို့ချက်ချင်းဆက်နဲ့ထွင်းပြီးတာမျိုးပေါ့နော်ကိုကြိုက်တဲ့ဟာလေးတွေကိုရေးလို့ရတယ်အမိုက်တရားအနေနဲ့တော့တသားပြပြင်တောချိတ်လေးပဲပါရပေါ့နော်ကိုရေးချင်တဲ့ဟာကိုသူတို့ကချက်ချင်းဆက်နဲ့ထွင်းပြီးတာပေါ့နော်အခုဆိုကျွန်တော်ကတော့အဲ့လိုမျိုးလေးရေးခဲ့တာပေါ့အမတ်တရားအနေနဲ့တောချိတ်လေးနဲ့ချိတ်ရတဲ့အစီအစဉ်လေးပေါ့နော်အရမ်းမိုက်တယ်ကျွန်တော်တို့ချိတ်ခဲ့တာပေါ့ဥပိန်ရောင်ဒါမဖြစ်မနေသွားသိတဲ့နေရာလေးပေါ့နော်ကျွန်တော်တို့ဥပိန်တရားရဲ့အရှိထိတ်မှာပေါ့နော်တောင်တမန်သစ္စာပန်းချအတွင်းမှာတည်ရှိတာပါဈေးကလည်းအရန်တန်တယ်ပေါ့လို့ဆိုတော့တခုမှသူက1000ပဲရှိတာလေတောချိတ်ကောအပြီးစီးမှတော်လီကချက်ပြီးယူသွားရုံပဲညနေပိုင်းဆိုလို့ရှိရင်လည်းတကယ်ကူမှတိမ်တောက်နေတဲ့အချိန်တွေတိမ်နေရဲ့အလားဥပိန်တရားရဲ့အလားနဲ့တောင်းမှန်ပန်းကြံနေမှာဆိုလဲလူတွေကအရန်စီကာဆိုတာဖြစ်တဲ့တော့လေဘူးအတွက်ဖိတ်ခေါ်ပါတယ်ရောက်လို့ရှိရင်လည်းမဖြစ်မနေအမတ်တရားလေးကိုရေးချင်တဲ့ဟာလေးကိုရေးခဲ့ပြီးတော့တလောကလုံးမောက်ပါလို့သူဒိန်းနဲ့ရေးခဲ့ပြီတော့ခက်ခဲ့နော်ရီးစားရတဲ့နေ့တော့တယောက်တစ်ချောင်းကင်ပြီးတော့ရီးစားနဲ့လာဖြုတ်မယ်ရီးစားရတဲ့နေ့ဒါတို့လာဖြုတ်လိုက်မယ်နော်အခုတော့တိမ်သွားတာပဲ